ခေါ်တော့ငါကျတော့အဓိပ္ပာယ်2မျိုးရှိပြီးတော့သုံးတဲ့နေရာလည်း2မျိုးရှိပါတယ် level 3မှာသင်ရတဲ့ခေါ်တော့ငါကျတော့စာကြောင်းရဲ့အဆုံးသတ်မှာသုံးပြီးတော့ action verb နဲ့ရော quality verb နဲ့ရော2မျိုးလုံးနဲ့သုံးပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံသို့မဟုတ်ကိုယ့်ရဲ့အကြောင်းကိုယ်ပဲသိတဲ့အကြောင်းကိစ္စကိုတစ်ဖက်လူသိအောင်လို့ကျတော့ပြောပြတဲ့အခါမှာဒဲလေးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ် အကြောင်းအရင်းနဲ့လုပ်ရတဲ့ action ကိုကျတော့တွဲရအရှင်းပြပြောဆိုတဲ့အခါမှာစကားပြောတရားအနေနဲ့သူ့ကိုသုံးပါတယ် ဥပမာ나 공부해야 해요. 시험이 있거든요.ငါစာလုပ်ရမယ်စာလုပ်ရမှဖြစ်မယ်ဆိုတဲ့အကြောင်းရင်းကိုပြောတယ်။ဝဲဘာဖြစ်လို့လဲဆိုတော့အနောက်မှာကိုယ်ပဲသိတဲ့အကြောင်းရင်းကိုကိစ္စသူများကိုသိအောင်ပြောတယ်စာမွေးဝဲရှိတယ်လီဆိုတဲ့အဓိပ္ပာယ်နဲ့내 아버지가 그 회사의 사장님이거든요.ငါရဲ့အဖေကဒီကုမ္ပဏီရဲ့တထေးလီဟောချက်ဒီမှာကခေါ်တညောလို့အတန်နဲ့နဲ့လေးတက်ပြီးပြောပြတယ်အဲ့တော့ကို့အဖေကဒီကုမ္ပဏီရဲ့တထေးဖြစ်ကြောင်းကိုတစ်ဖက်လူသိအောင်ပြောပြတယ်ဒါပေမဲ့ကွာနည်းနည်းကြွားတဲ့ပုံစံလေးနဲ့ပြောချင်တယ်ဆိုလို့ရှိရင်ခေါ်တညောကိုအတန်လေးတက်ပြီးတော့ပြောတယ်ပြန်နှားထောင်ကြည့်နော်내 아버지가 그 회사의 사장님이거든요. 동대문시장에 가보세요. 거기 옷이 정말 쌌거든요. ဒုံနယ်မွန်ဈေးကိုတွားကြည့်ပါအဲ့ဒီအဝတ်အစားတွေအရန်ကိုမှဈေးပေါ်တယ်လေးဆိုပြီးတော့ကိုကဒီဒုံနယ်မွန်စီတန်းအကြောင်းသိတဲ့အကြောင်းကိုရှင်းပြတဲ့အခါမှာကြာတော့ကျွန်တော်သူများနားလည်အောင်ပြောတဲ့ပုံစံသူများသိအောင်ပြောတာဆိုတော့ခေါ်တင်ညော်လေးအတန်ပြပြလေးနဲ့ပြောတယ်ကျွန်တော် level 4မှာတင်ရတဲ့ခေါ်တင်ကြတော့စမ်းနှံ့ရဲ့အလယ်မှာစကားဆက်အနေနဲ့သုံးပြီးတော့ကိစ္စတစ်ခုရှိခဲ့ရင်ဘလို့ပဲဖြစ်ဖြစ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်နားလည်လို့ပြောလို့ရှိရင်စကားဆက်အနေနဲ့သုံးတဲ့ခေါ်တင်မှာကျွန်တော်만약 뭐뭐뭐 다면ဆိုတဲ့ grammar ရဲ့အဓိပ္ပာယ်ရဲ့ဥဒတဲ့ဆိုတဲ့ grammar စတဲ့ grammar တွေရဲ့အဓိပ္ပာယ်တွေပါနေရဲ့လို့ကျွန်တော်အလွဲမှတ်ထားလို့ရပါတယ်။ဒီဘာလို့ဆိုလိုရလဲဆိုတာဥပမာစာကြောင်းလေးနဲ့ကြည့်ကြည့်အောင်။시간이 있거든 저를 도와주세요. အချိန်လေးများရှိခဲ့ရင်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကိုကူညီပါဒါအချက်ကဒီ grammar ရဲ့အဓိပ္ပာယ်နဲ့ဓာတ်ရိုက်ပြန်တာပေါ့နော်မြန်မာစကားနဲ့ကျွန်တော်အနည်းဆက်ဆုံးသဘာဝကြအောင်လို့ပြန်လိုက်မယ်ဆိုရင်အချိန်လေးများရှိခဲ့ရင်ကျွန်တော်ကိုကူညီပါဒါမှမဟုတ်ရင်အချိန်လေးများရှိတဲ့အခါကျွန်တော်ကိုကူညီပါဆိုပြီးတော့ဒီ grammar လေးတွေရဲ့ပုံစံနဲ့တွားပြီးတော့အဓိပ္ပာယ်ကဆင်တူနေတယ်ဒါကြောင့်ချက်ကဒီ grammar လေးရဲ့အဓိပ္ပာယ်ပါတယ်လို့မှတ်ထားရင်ပိုလွယ်တယ်လို့ဆိုလိုတာပါနောက်တစ်ကြောင်ကျွန်တော်돈이 부족하거든 나한테 말해ပတ်စံများလိုအပ်ခဲ့ရင်ပတ်စံမလောက်ခဲ့လို့ရှိရင်ဘလို့ပဲဖြစ်ဖြစ်ငါ့ကိုပြောပါနောက်ပတ်စံအကယ်၍ပတ်စံလိုအပ်တဲ့အခါငါ့ကိုပြောပါအကယ်၍ပတ်စံလိုတဲ့အချိန်မှာငါ့ကိုပြောပါဒီလိုမျိုးဘာသာပြန်လို့ရတယ်내일 날씨가 좋거든 소풍을 가자မနေ့ပြန်ရာသီဥတုကောင်းခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ခရီးသွားကြရအောင်ဒီလိုမျိုးပေါ့နော်အဲ့တော့ခေါ်သွန်တစ်ခုကိုခွဲမယ်ဆိုလို့ရှိရင်ကျွန်တော်အလွယ်မှတ်မှာကစမ်းနှံ့စင်အလယ်မှာသုံးတဲ့ခေါ်သွန်ရဲ့စမ်းနှံ့စင်နောက်ဆုံးမှာသုံးတဲ့ခေါ်သွန်ရဲ့အဓိပ္ပာယ်နဲ့မှတ်မယ်ဆိုလို့ရှိရင်စကားဆက်ခေါ်တော်ငါကျတော့ဘလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်အကယ်၍များရှိခဲ့ရင်ရှိတဲ့အခါဆိုတဲ့အဓိပ္ပာယ်နဲ့ကျတော့ဘာသာပြန်ပြီးတော့စမ်းနှံ့စင်နောက်ဆုံးမှာသုံးတဲ့ခေါ်သွန်ညိုကကြတော့ဒဲလေးဆိုပြီးတော့ကိုယ်မှရှိတဲ့အကြောင်းကိုသူများကိုသိအောင်ပြောတဲ့အခါမှာသုံးတဲ့ grammar လေးလို့အလွယ်မှတ်ထားလို့ရပါတယ်ထပ်သိကျင်နေတဲ့ grammar လေးတွေရှိခဲ့မယ်ဆိုလို့ရှိရင် comment မှာမှတ်မိခဲ့ပါဦး시간내셔서감사합니다